လူတယောက်ကကူညီလာတောင်းတာနဲ့ကို့အတွက်ဆင်မပြေမှန်းသိတာတောင်မှဟုတ်ကဲ့ရပါတယ်ဆိုပြီးတော့ပြောကူးကြမယ်ထင်တယ်အရင်ကကျွန်တော်ကိုယ်တိုင်လည်းပြောခဲ့ဘူးလေလူတယောက်ကကူညီလာတောင်းလို့မကူညီဖြစ်ခဲ့ဘူးဆိုတော့မှငါကူညီလိုက်ရင်ဆင်ပြေသွားနိုင်တယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်နေရတဲ့အခိုက်အတန့်တွေတောင်မှအကြုံခဲ့ဘူးလေအဲ့ဒီစိတ်ကဘယ်ကနေဖြစ်လာတာလဲဆိုရင်အာနာတတ်တဲ့စိတ်ကနေဖြစ်လာတာလို့ကျွန်တော်ကတော့ထင်တယ်အာနာတတ်တဲ့စိတ်ရှိတာကောင်းပါတယ်ဒါပေမဲ့ဘယ်လည်းမဖြစ်ရင်တော့ကိုယ့်ကိုထိခိုက်တာများတယ်အာနာတတ်တဲ့စိတ်ကိုကျွန်တော်ဘယ်လိုပြုပြင်ခဲ့လဲဆိုရင်ညင်းတဲ့အကျင့်လေးကနေပြီးတော့ကျွန်တော်ပြုပြင်ခဲ့တာအဲ့တော့ဘယ်လိုညင်းတာလဲဆိုတာကိုကျွန်တော်ဆက်ပြောပြမယ်အာနာတတ်တဲ့လူအများစုကတခုခုကိုယ့်အကူအညီလာတောင်းတဲ့အချိန်မှာချက်ချင်းလက်ခံလိုက်တာများတယ်ချက်ချင်းလက်မခံခင်မှာကျွန်တော်တို့ကတေချာစဉ်းစားမယ်နောက်တစ်ခုကဒီဟာကိုငါတကယ်လုပ်ချင်တာလားတကယ်ကူညီပေးနိုင်လားဆိုတာကိုစဉ်းစားမယ်အဲ့ဒီနှစ်ခုစဉ်းစားလို့အဖြေထွက်ခါမှာကူညီလာတောင်းတဲ့လူကိုပြန်ပြောပါဘယ်လို့ကျွန်တော်တို့ညင်းတဲ့အခါမှာမကူညီချင်ဘူးကွာမလုပ်ချင်ဘူးကွာလို့ပြောမယ်အစားဒီတစ်ခုကတော့ငါနဲ့အဆင်မပြေတော့ဘူးမင်းတခြားလူသွားပြီးတော့ကူညီပါလားသူနဲ့ကူလိုက်မယ်ထင်တယ်အဲ့လိုပြောတာမျိုးနောက်တစ်ခုကတော့ငါတော့မာရီကွာငါကူညီပေးမယ်အဲ့လိုပုံစံမျိုးနဲ့ပြောတာမျိုးနဲ့ကျွန်တော်တို့စပြီးတော့လေးကျင့်လုပ်တင်တယ်နောက်ဆုံးတစ်ခုကတော့ရိုးရိုးရှင်းရှင်းလေးပါပဲအားနည်းချက်ကအာနာတတ်တဲ့စိတ်မဖြစ်ပါသေးနဲ့